မင်္ဂလာပါရှင်တဲဗျူမဟာမြိုင်ချောင်းမြဆရာတော်ဗရန္တပညာဇောတမဟာထေရှင်သူမြတ်ကြီးဤထေရုပ်ပတ္တိကျင့်ကိုဖတ်ကြားတင်ပြပါမယ်ရှင်ခွာတော်မူခြင်းပြည်နယ်ကြီး9ပြည်နယ်တိုင်းကြီး9တိုင်းမူလအခြေတည်ပြည်တော်စုဘွားတိုင်းရင်းသားများနေထိုင်တဲ့ဝိသေသထူးသည့်သခိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ရေဦးမြို့နယ်ကွမ်းအောင်ကျေးရွာအုပ်စုမိုးတောင်ကျေးရွာ၌ခမဲတော်ဦးမောင်မဲတော်ဒေါ်ပွားဆန်မိဘနှစ်ပါးတို့မှရင်သွေးရတနာသားရတနာတစ်ပါးကိုဩသာတကယ်1323နှစ်တစောင်းမုံလာတည့်ရဲ့ကြာသာပရီနေ့အချိန်ကာလနတ်နဲ့မင်္ဂလာမြန်မာစံတော်ချိန်7 နာရီအချိန်တွင်ယေရှုတန်ဆင်ဖွားမြင်တော်မူခဲ့ပါလေရှင်ရှင်သာမဏေပြုခြင်းဆရာတော်သည်17နှစ်အရွယ်ရောက်သည့်အခါရေဦးမြို့နယ်မိုးတောင်ကျေးရွာမင်္ဂလာရွာဦးကျောင်းဆရာတော်ဗရန္တသုဇာတကိုဥပဇေပြုလျက်မေတော်ခမည်းတော်တို့ဤပစ္စယနုဂဟကိုခံယူကာ1333ခုနှစ်ကစုံလဆန်း14ရက်နေ့တွင်ဝက်မီနာမရှင်ပညာဇောတဟုခေါ်တွင်ပညာရှင်သာမဏေမြတ်အဖြစ်သို့ရောက်ရှိခဲ့ပါတယ်ယဟန်အဖြစ်သို့ရောက်ရှိတော်မူခြင်းဆရာတော်သည်ရှင်သာမဏေဘဝတွင်သရာတင်းကျိုပရိတ်ကြီးနိတိဆုံးလင်းစွာသင်အံကျက်မှတ်လျက်တက်တော်20ပြည့်ဖြိုးကျွယ်သောအရွယ်ချိန်ခါ1342ခုနှစ်တကူးလာဇန်14ရက်တောက်ကြနေတွင်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ညောင်တုံးပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ဗရန္တခေမင်သာဘိဝန္တကိုဥပဇေပြုလျက်ရန်ကုန်မြို့နယူးလင်လန်းစကဝါလန်းအမှတ်24နေလူလူတော်မှာတာဦးကျော်တန်းတစ်တော်မန်နေဂျာဦးကျော်ခင်သမီးဒေါက်တာဒေါ်မြတ်မြဒေါက်တာဒေါ်လှလှတို့မိသားစုတို့၏ပစ္စယနုဂဟကိုခံယူကာရှင်ပညာဇောတာသည်မြတ်ဗုဒ္ဓအလိုကြမြင့်မြတ်သောယဟန်ဘဝအဖြစ်သို့ရောက်ရှိခဲ့ပါရရှင်မာမင်းရောက်သွားတဲ့အခါမှာမာမင်းရောက်တော့ဒီဘုန်းတော်အိန္ဒိယကအဇာတတမင်းရဲ့သားတော်ဥဒိယပတ္တမင်းသားဆိုတာရှိတယ်။အဲဥဒိယပတ္တမင်းသားကစစ်တပ်နဲ့ဒီပြင်မာကြီးကိုလာဆောင်းလျှောက်တာတိုးတော့အားတယ်ကြရအောင်။အဲဒီမှာနန်းတော်ကြီးတစ်ခုဆောက်တယ်။ပြင်မာကြီးတော့မာမင်းတော်လည်းအဲလိုဆောက်တယ်။အဲဒီထဲမှာအဲဒီနန်းတော်ကြီးကသူလည်းသွားလို့မရဘူး။ဒီလိုတဘောအိတိပတ်ရှိတဲ့ဒီမှာသွားလို့ရတယ်။အဲဒီနန်းတော်ကြီးအခုတည်းရှိတယ်။အဲဒါရေခိုင်းရောနန်းတော်ကြီးတွေလည်းရှိတယ်။ဒီအပိုင်းတော့တော့ဖြတ်လိုက်ပါလေ။ ရှင်ပြားတစ်ခုမေးရှင်ဗျာ။ကိုမြတ်ကအရှင်ပြားနဲ့တောက်လျှောက်လဲပါနေတယ်။နောက်တော်တော်များဒဗလုလုပ်တဲ့နေရာမှာလဲကိုမြတ်မြဲပါတယ်။အဲ့ဒီဇာလန်နဲ့တော့ကိုမြတ်ဘယ်ခန်းကန်တာပါ။သူတို့ဒီဘုံဘုံတို့တိုင်းပြည်အုပ်ချုပ်တယ်။အဖွဲ့တယ်ပေါ့နော်။အဲ့ဒါတွေမှာပါတယ်။အဖွဲ့ထဲမှာပါတယ်။တိုင်းပြည်အုပ်ချုပ်တဲ့စီမံခန့်ခွဲတဲ့အထည်တွေမှာပါတယ်။အဲ့ဒါတွေပါ။ ဒေါ်ဘောင်ကြီးဟိုပန်ထွာပြင်မရဲ့မွေးစားဖေးလက်ထက်ကလေးอ่ะလက်ထက်တည်းอ่ะရှင်ပြားအဲ့ချိန်တော့ရှင်ပြားဖေးဖြစ်ခဲ့တယ်ဆိုတော့အဲ့ချိန်ကလေးကိုမြတ်နဲ့ connection ရှိအဲ့လိုအဲ့ဒီကဆက်ရှိတယ်ဆက်ဟောဘီယမောပန်ထွာဘီယမောကိုလွှဲခဲ့တယ်ဆိုတော့ဘုံဘုံကနန်းစွန့်သွားတာလားနန်းစွန့်သွားတာနန်းစွန့်ပြီးတော့သူ့ဘီမာကြီးကိုစောင့်ရှောက်ကြည့်နေတယ်တော့တိုင်းပြည်အုပ်ချုပ်တာတွေပါစောင့်ရှောက်ကြည့်နေတယ်အဲ့ဒီဘီရင်ကြီးကြီးတော့ဒုဒဘုံကတိုက်လို့မရဘူးဘီရင်ကြီးမရှိတော့ဘူးအဲ့ချိန်တော့ဒီဒုဒဘုံကဘယ်လိုဝင်တိုက်တော့စန္ဒမုခိကလည်းမရှိဘူးစန္ဒမုခိကပုပ်ပရောင်နေတာအဲ့ဒီချိန်မှာဝင်တိုက်တာစန္ဒမုခိရှိလည်းတိုက်လို့မရဘူးအဲ့ဒီချိန်မှာတော့အလစ်ဝင်တိုက်တာပေါ့အဲ့လိုလုပ်တာဘုံဘုံ
ခုနကပြောတဲ့ဟိုဒုတပေါင်ထွက်လိုက်တဲ့ဆက်သားကိုမော်ကြီးလို့ဖမ်းပြီးတတ်မှတ်လို့တော့ရသေးကြီးတစ်ပါးကဲထုတ်လိုက်တယ်ဆိုတော့အာလီခုနပါတယ်ဗျာ ဟုတ်တယ် အဲ့ဒီရသေးကြီးကအခုရာဇဝင်မှာရှိနေတဲ့မဟာဗောဓိမြိုင်ဆရာတော်ကြီးလို့ရာဇဝင်မှာပြောနေကြတယ် ဟုတ်ပါတယ်မာမဲဘောရီမဲဆယ်တော့ ဩဒါဆိုဘန်တော်ပြင်မှာကိုးကွယ်ခဲ့တဲ့ ဟုတ်တယ်ဟုတ်တယ်အဲ့လိုဟုတ်တယ် ဩတယ်မှာ ဘောရီမဲဆယ်တော့ရရသေးကြီးပေါ့ ဩ ဒီဘက်မှာလေဒီဘက်မှာဒုတော်ဘောင်ကဟိုပန်းသွားပြင်မကြီးရလားဟိုသူ့ပေါ်ဟိုစိတ်မပြေသေးတာပေါ့နော်ဒုတော်ဘောင်ကရဟန်းကိစ္စတွေပြီးနေပြီဆိုပြီးတော့ဟို မဟာမြိုင်ဆရာတော်ဘုရားကြီး ဘောရီမဲ ပြောတဲ့ခြင်းမှာပါ ဟုတ်တယ်ပြောတယ်ဟုတ်တယ်အဲ့ဒီလိုရှိတယ်အဲ့လို အဲ့တော့ဖုံဖုံဒေါ်မိုးကဘယ်နေရာပါလဲပြန်တော့ ဒေါ်မိုးတော့ဒီဟိုသာနာမုခိနဲ့ဘယင်းကြီးနဲ့ရတဲ့သမီးသားသမီးတွေပေါ့သူတို့အဲ့ထဲမှာသူတို့ဖွဲ့တွေပါတယ် အိုးဘယ် 9ယောက်9ယောက်10ယောက်အဲ့လောက်ရှိတယ် တော့အေးတော့ဒေါ်မိုး2ယောက် အဲ့သူတို့သားသမီးတွေပေါ့အဲ့ဒီတွေပါအဲ့လိုတွေအဲ့ဒါရောက်ဘယင်းမကြီးကသူတို့ဝင်ပြီးစီးတာကြိုက်ဖြစ်တာအဲ့လိုတွေဖြစ်တယ်အဲ့လိုဟိုဘယင်းမကြီးနဲ့ဆိုတော့ဟို ညီမ ဟိုညင်မတွေတော်တာပေါ့နော်အမေဆုံး အမေတို့ဖေးပွဲဖြစ်သွားတာ မေဆုံး အဲ့တော့ဖုံဖုံကြီး အဲ့လိုအဲ့ဒီတော့ဖြစ်မှာပါနော် ဘုံဘုံတခါပြောဘူးတယ်မမိုးကစိတ်ဆိုးပြီးထွက်သွားတော့သွားပါစေတဲ့ဟိုပါတဲ့တာတွန်းသူချင်းချပြန်လာလိမ့်မယ်ဘုံဘုံတခါပြောဘူးတယ် အဲ့ဒီပါပါတယ် ဘယ်တော့မှတခါမှ ဘုံဘုံတခါဖြစ်ဘူးတယ်ဘုံဘုံပြောဘူးလို့ပြောတာမလိမ္မာတဲ့သားသမီးတွေတဲ့ပြော ဘမောအခုခရီးမှာရောက်နေတယ်မှာဘမောဘယ်လိုတွေပါသေးလဲခင်ဗျာ ပါတယ်ဒီကအခုတည်းမှာလဲအကုန်လုံးဘင်းမိုင်းတွေရဲ့ဆွေတော်မျိုးတော် ပါလို့လည်းရောက်လာကြတာပေါ့နော် အကုန်လုံး ပါလို့လည်းရောက်လာကြတာ အဲ့ဒါသူအဆက်တွေပေါ့အဲ့လိုတွေအဲ့ဒါတွေပါတယ်ဒီထဲမှာ အဆက်ရှိတဲ့လူတွေရောက်လာကြတာ ရှင်ပြအချိန်ချင်းအာယုံရရင်ကောင်မြတ် position လေးတပြီးတော့ဟုတ်တယ်ရောသူနဲ့အရင်နှီးဆုံးဆိုတော့သူ position ပုံသိနေတယ် ဖုံဖုံသူ့ရာလူကဖုံဖုံတခါလေးပြောလိုက်တော့မှရမှာ ဟိုအာယုံခံပါတယ် အဲ့ဒါပါနော်ဒါအကြံပေးခါပြီးဘောမြတ်ကအတိုင်ပင်ကအတွေးတက်တက်အတိုင်ပင်ကတို့တိုင်တို့လို့ ဟွာဘုံဘုံနဲ့ဟိုလေစိတ်မခိုင်ဘူးဗျာဟိုပရမဝုဆုံးနေ့မှာပဲဇန်လျှော ဖုံဖုံရှင်ရလူချင်လာရင်တော့ဥပမာကဘလို့မှထိန်လို့မရဘူး ဟုတ်တယ်သူစိတ်ကအဲ့လို အဲ့လိုဖြစ်တာ လွတ်ဖြစ်တာဟိုတော့လည်းအဲ့လိုလဲဆိုတော့ ဘုံဘုံကြီးနဲ့မခင်ငင်တွေက2010တည်းကဟိုပရိဘောကအမဘာလို့လဲ မယူ ဘာယူ မယူကဘုံဘုံကြီးနဲ့ဖျားတဲ့နေအဲ့တော့ဘုံဘုံကတိုင်တော်မရရသေးဘူးတဲ့ တိုင်းမရပါသေး အဲ့ဒါတန်ချောင်းနေလေဆိုဒီပြီးတော့တမိုးတွေနဲ့မန္တလေးကတန်ချောင်းနေတင်ပေးလိုက်တာဘာဥပအောင် ဘူးပန်းဘူးပန်း စားလုပ်တဲ့ချိန်တော့ဒီပြီးတော့အဲ့ကလေးကတန်ချောင်းနေလူလိုက်တာ တိုင်းကြောင်းနေအများကြီးပဲအဲ့ဒီကစတယ် မိုင်းယူလေးဆက်ဆက်ပြီးဟာဘုံဘုံကမိုင်းယူလေးကြွားတော့သူကဒီပြီးတော့လမ်းခေါ်တယ်ဒလာဘူးလို့ သူတို့ဆန်းတယ်ပေါ့ဒါပြန်ဆုံးကြတာပေါ့နော်အဲ့တော့ဒီမှာဒီမိုင်းရဲ့ခြေတော်မျိုးတော်တွေပြန် နန်းတော် ဆန်းတော့မျိုး ဘုံရမိုင်းတော့ပြန်တော့လုပ်မယ်တော့ခုလည်းနန်းတော်ဒီလည်းမင်းနဲ့တန်ချောင်းကဒီတော့ဟုတ်ကဲ့လာတော့မိုင်းတော့တယ် အကျဉ်းတော့ဝိုင်းတော့လည်းပြန်ပါ တော်ရည် အေးကြပြန်အေးကြပေါ့နော်ဒီပြန်စီတာဆောင်ရပြီးဖို့6တန်ပြအင်းကြီး6အဲ့ဒီလို6တော့ဘုံကရှင်ကားတော့လည်းဖြစ်ဖြစ်အောင်ဆောင်ရပြီးလိုက်တော့ဒီထဲမှာဘုံတို့ဒီမိုင်းတို့လက်ထက်ကစားပြီးဒီနေ့လေအောင်စောင့်နေရှိနေစိတ်တွေရှိနေရှိနေတိုင်းရှိ ကျွတ်ကြတယ် ရှိနေဘုံတို့ကပြင်မရဲ့အမိန့်ကိုလာခံပြီးတော့စောင့်နေရတာရှိတယ်ပြင်မရဲ့အမိန့်ကိုတော့တတွေ့မလေးလာခံရတာအဲပြင်မရဲ့အမိန့်ကိုဖျက်လို့မရဘူးအဲ့တော့ပြင်မနဲ့အတူတူကသာသနာပြုတယ်အဲဒီပြင်မကြီးတို့လည်းတော့ဘုရားဖွင့်တဲ့အခါမှာဘုရားရဲ့သားတော်ဖြစ်ပြီးတော့ဉာဏ်နာဖြစ်မှာအဲဒီရောက်တော့မှသူဒီဆွေတော်မျိုးတော်ကြီးပါပေါ့ မကျွတ်တဲ့လူတွေ အဲ ဆုံးကြ အ ပါ ကုန်ဆုံးပြီးတော့ဒီဘ
တရားနာတွေဖြစ်ကြတယ်ဆိုတော့အဲ့ဒီဒီကြားထဲမှာဒီပြည်သူတို့မျိုးကြီးပြန်စီကားအောင်လုပ်ကိုတော်လေးခန်းခန်းနာနာနော် ဖြည်းဖြည်းတော့ဖြစ်လာ ခန်းခန်းနာနာနော် ဒီကလမ်းမဆက်သွယ်ရေးကောင်းရင်စီးလာမှာပဲလေ ဟုတ်တယ် လမ်းမဆက်သွယ်ရေးကောင်းတယ်ဒီကရွာတွေစီးပွားဖြစ်လာရင် စီးပွားအခုဖြစ်နေပြီနှမ်းနေမိဘတွေကိုအများကြီးရမှာ ဒီနေ့ရမှာဗျာ အများကြီးရမှာချမ်းသာကြသူတို့ဆန္ဒဘုံကနေတိုင်းအဲ့ဒီသူတို့ရွာတွေဆွမ်းကန်ကျွာပိတ်တာပို့မျှဝေတယ်လို့ ဟို သူတို့တွေရောပါလေရော ဝေဘူးရှာတော်ဘုရားကြီးကငင်းကြမှာဆုံးခံကြွားတယ်အကြောင်းတရားဟောဘူးလေကြားဘူးကြလားမသိ ဘုရားကပြောဦးတယ် ဘူးဒါက ယောဂတွေဖြစ်လို့ မတိသေးတဲ့လူပြောပြဘုံဆုံးခံကြွားတာလက်ကားကြွားတာမဟုတ်ဘူးပြောပြပြင်မှန်းခံကြွားတာ ယူဇနာတိုက်တသောတသိမ့်သိမ့်တုံသေးသောမဟာမြိုင်မွေမကြီးအတွင်ကဘုရားမြတ်ဒေသနာတော်သာသနာရောင်ဝါလင်းဖို့ထွန်းညှိပူဇော်ငြိမ်းအေးသေးသနောဤနိဗ္ဗာန်ကိုလမ်းပြခဲ့တဲ့သာသနာပြုထေမဘောဝိပဿနာဘာဝနာပါရဂုမဟာမြိုင်ဆရာတော်ဒေါက်တာဝရန္တပညာဇောတာသေဗျူဆရာတော်ယူဇနာတိုက်တသောတသိမ့်သိမ့်တုံသေးသောမဟာမြိုင်ဘူးမကြီးအတွင်ကဘုရားမြတ်ဒေသနာတော်သာသနာရောင်ဝါလင်းဖို့ထွန်းညှိပူဇော်ငြိမ်းအေးသေးသနောဤနိဗ္ဗာန်ကိုလမ်းပြခဲ့တဲ့သာသနာပြုထေမဟောဘုံလူဆုံးဝိပဿနာဘာဝနာပါရဂုမဟာမြိုင်ဆရာတော်ဒေါက်တာပရန္တပညာဇောတာသေဗျူဆရာတော်မဟာမြိုင်ဆရာတော်ဘုရားကျမ်းမာပါစေပြည့်ရတိပြိပတ်တိကပြသာသနာကျိုးသေဖို့နိုင်ပါစေမဟာမြိုင်ဆရာတော်ဘုရားကျမ်းမာပါစေပြည့်ရတိပြိပတ်တိကပြသာသနာကျိုးသေဖို့နိုင်ပါစေမဟာမြိုင်ဆရာတော်ဘုရားကျမ်းမာပါစေပြည့်ရတိပြိပတ်တိကပြသာသနာကျိုးသေဖို့နိုင်ပါစေမဟာမြိုင်ဆရာတော်ဘုရားကျမ်းမာပါစေပြည့်ရတိပြိပတ်တိကပြသာသနာကျိုးသေ